ကလေးကကိုရှိမှဆဲလိုက်ပြီးမကောင်းတဲ့စကားတွေပြောလိုက်ရိုင်းပြပြုတ်မှုတွေလုပ်တယ်ဒါဆိုမေတို့အနေနဲ့ထိတ်လန့်သွားပြီးဟဲ့ဘယ်ကတင်လာလဲနင်ဘယ်သူတွေတင်ပေးလိုက်တာလဲဒီလိုမေးမိကြမယ်ဒါဆိုသူတို့ကပြောမှာပေါ့အဲကျောင်းကတင်လာတာတကယ်ချင်းကတင်ပေးလိုက်တာအကိုမတွေကတင်ပေးလိုက်တာဆိုတကယ်ရောသူတို့ကအဲ့လိုမျိုးဟဲ့လားဒီလိုဆဲရအောင်ဆိုပြီးတော့တင်ပေးတိုင်းခလေးတွေကအသင်ခံပြီးမလုပ်ချင်ပဲလိုက်လုပ်တာမျိုးမဟုတ်သူတို့ကိုယ်တိုင်လည်းဒီရောင်ပြောချင်လို့ဒီအသစ်ဆန်းကိုလုပ်ချင်လို့သူတို့ကိုယ်တိုင်လည်းလုပ်တာဖြစ်တယ်နော်ဒါဆိုရင်ကလေးတွေကိုသူတို့ကောင်းတာမကောင်းတာခွဲခြားသိမှာကိုကျမတို့ကဘယ်လိုပြောပြကြလဲဆိုတော့ဟုတ်ပြီဒီလိုမျိုးထူးဆန်းတဲ့အရာလေးတွေအသစ်လေးတွေကိုစူးစမ်းကျင်စိတ်ရှိရဲ့ကလေးလေးဆိုတာတော့ကောင်းနေဒါပေမဲ့အရာအားလုံးအသစ်တွေတိုင်းကကောင်းတဲ့အရာတွေမဟုတ်မကောင်းတဲ့အရာတွေလည်းရှိတယ်ဒီလိုအပြုတ်မှုမျိုးဒီလိုပြောဆိုမျိုးမေတို့မသုံးရဘူးဒါမကောင်းတဲ့အပြုတ်မှုဆိုတာဖြစ်တယ်နောက်တစ်ခုမမေ့သိချင်တာလေတသားလေးရအောင်အဲ့လိုမကောင်းတဲ့စကားတွေမကောင်းတဲ့ပြုမှုတွေကိုတငယ်ချင်းတွေကိုသင်ပေးသေးလားဒါဆိုလို့ရှိရင်လည်းအဲ့လိုမလုပ်ရဘူးเนาะဘာဖြစ်လို့လဲဆိုတော့ဒီကလေးလေးမှာကောင်းတာဖြစ်မကောင်းတာဖြစ်ကိုယ်တိုင်ကလည်းသင်ယူနိုင်လို့သူများကိုလည်းသင်ပေးနိုင်တဲ့စွမ်းအားရှိတယ်ဒါကြောင့်မကောင်းတာတွေဆိုမမျှဝေရဘူးကိုယ်တိုင်လည်းမသင်ယူရဘူးเนาะဒီလိုလေးပြပြပေးနိုင်မယ်ဆိုလို့ရှိရင်သူတို့ကိုယ်တိုင်လေကောင်းတာမကောင်းတာကိုခွဲခြားသိသွားမယ်အရာအားလုံးကအသစ်တိုင်းကကောင်းတဲ့အရာတွေလိုက်လောက်ရမယ့်အရာတွေဖြစ်ဘူးဆိုတာလေကိုယ်တိုင်ရွေးချယ်တော့ပါလိမ့်မယ်ဟုတ်ပါပြီကျမနောက်ဆိုလို့ရှိရင်လေဒီလိုမျိုးအသုံးဝင်တဲ့အချက်လက်လေးတွေ parenting နဲ့ပတ်သက်တဲ့ relationship ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေမှာဖြစ်လို့ကျမအကောင့်လေးကိုလည်း follow လုပ်ဖို့မမေ့ပါနဲ့ရှင်